ကိုတို့တာလို့တာတာမနာလိုစရာမလိုဘူးအဲ့ဒါလေးကိုကြက်ကြက်တွေးနော်အများတွေးပြီးတဖြည်းဖြည်းမနာလိုစိတ်ပျောက်သွားလိမ့်မယုံရင်လေ့ကျင့်ကြည့်အဲ့ဒီအတွေးလေးဒါဘုန်းကြီးကိုယ်တိုင်လည်းပဲဒီအတွေးလေးကိုခဏခဏတွေးပြီးတယ်တဦးတဦးတာလွန်အော် तू ကကိုယ့်ထက်ဒီပစ္စုပန်မှာလည်းအားကောင်းတယ်အတိတ်ကလည်းကံနေတာခဲ့တော့ဖြစ်မြောက်တာပေါ့အေး तू ဘယ်လိုလုပ်လို့ဖြစ်မြောက်တာလဲသူ့ကိုအတူယူကြည့်တခါတလေမှနော်ကိုမှရှိတဲ့အားနည်းချက်ကိုကြည့်ပြီးဘယ်တော့မှစိတ်ထဲမကြောက်အားတာချက်နဲ့တိုးတက်အောင်လုပ်ပြပါအဲ့ဒါလေအားနည်းချက်ကိုကြည့်ပြီးတော့လုံးဝစိတ်ထဲမကြနဲ့လူတိုင်းမှာအားတာချက်ဆိုမရှိဘူးလားရှိတယ်နော်တချို့ကရုပ်မချောဘူးဒါပေမဲ့လို့ဆက်ဆံရေးအရန်ကောင်းတယ်ဒါသူအားတာချက်ပဲဟုတ်တယ်နော်အဲ့ဒီလိုမျိုးတိုးမှအားတာချက်ရှိအဲ့အားတာချက်နဲ့ကိုယ့်ဘဝတိုးတက်အောင်လုပ်ကျင်းတွေရအားနည်းချက်ကလူတိုင်းရှိတယ်အားနည်းချက်ကိုကြည့်ပြီးတော့စိတ်ဓာတ်မကြနဲ့အားတာချက်နဲ့အလုပ်လုပ်လူတိုင်းကအကုန်ပြည့်စုံတာမဟုတ်နော်သူအားတာရှိသလိုကိုအားတာလည်းရှိတာကိုအားတာနဲ့အောင်မြင်အောင်လုပ်မရဘူးလားရတယ်စိတ်ဓာတ်မကြဘူးစ조사ဒါပဲ